你这大特别大工作，一年一年的，几月？一帮一年嘛，一帮个那才进来，要啥？ ကြက်သားလေးချက်ဖို့အတွက်အနေတော်ခုတ်ထစ်ပြီးတော့ရေတောက်အောင်စီးထားတဲ့ကြက်သားတွေကိုရင်းကျက်သွန်ဖြူငရုတ်အကြမ်းမုံရိုးထောင်းထားတာလေးနဲ့ငမြရည်ငပိအနှင်းငယ်စားစလွန်းမစလာတို့ထည့်ဆုံနေပြီးတော့စီလေးထည့်ပြီးလုံးချက်လေးချက်လိုက်ပါမယ် ခဏမမအောင်နော် 这大切卤没？ ဒီအတိုးလေးနဲ့တွေ့အောင်ငပိအကျိုးလေးဆက်ဆက်ကြိုလိုက်ဟဲ့ 哎，妈妈就喊来没哩？ ဟောငါသမီးလည်းမမမလုံနဲ့လေငပိအကျိုးဘာခက်လို့တော့ကိုဘကိုလည်းလို့ 比要，还是咱们来三家来没？啥个哩没啦？ အေးဆက်ဆက်ကလေးကြိုလိုက် 好，我爬月的哦。 ဒီအောက်ကဝေရညွတ် 哦，送路吧哦。 ဒီလိုလေးလုံးရင်လေးခန်းသွားပြီဆိုရင်တော့အသားနူးအောင်ထိရေထည့်ပြီးမီးအေးလေးနဲ့အဖုံးအုပ်တည်ထားလိုက်ပါမယ်အသားလေးနူးပြီးတော့ရေနေတော်လေးခန်းပြီဆိုရင်တော့မဆလာလေးခက်ပြီးအိုးချလိုက်ပါတော့မယ်ဒါဆိုရင်တော့အနံ့ရတာကောင်းပြီးတော့စားလို့ကောင်းတယ်မြမကြက်သားလုံးချက်ကလေးရပါပြီ ဒီကြိုရမြဘာခတ်တာမလို့ဟောငါငပီလေးကိုထည့်ပြီးရင်စနုံးမုံလေးကိုများထည့်ပြီးရင်ရင်းလေးထည့်ပြီးကျိုးလိုက်ရုံပဲဟာတက်တူမျိုးထားအရင်ထည့်လိုက်မွေးနေကဲမယုတ်တိထည့်မယုတ်တိကဆက်ဆက်လေးဆိုတစုံထည့်လိုက်ရမယ်နှစ်စုံထည့်ရမင်းမေးလိုက်မှာမင်းညီတော့ဘာလို့ကြာမင်းငပီကြိုတောင်မကြိုတတ်ဖူးလားနဲ့လာအောင်မယ်ဆက်ဆက်ဆိုနှစ်စုံထည့်လိုက်ဟုတ်တစုံနည်းနည်းတော့များတယ်လို့ဒါလောက်တော့ထည့်လိုက်အောင်ဘယ်နဲ့ဆက်မွေးနေရစားချင်စရာလေမွေးလိုက်တော့နဲတယ်လို့ပဲနည်းတော့ကျင်းနေလားမသိဘူးထက်ထည့်လိုက်အောင်မတော့ကြာမဆက်ရင်ပြောနေလေမဆက်ဆက်လေးလောက်ခိုင်းတာအောင်နဲ့ရှိအောင်မယ်ဒါလောက်ထည့်လိုက်ပြီးကြုံမှုမွေးဆက်ဆက်လေးရပါပြီ အပြည့်ကျိုးဆက်ဆက်ဝေရရတို့စရာလေးနဲ့ထမင်းစားလိုက်ပါဦးမယ်အားလုံးလည်းထမင်းစားကိုဖိတ်ခေါ်ပါလေနော် ဖေငပြီးကြိုးဆက်ဆက်လေးတမီးကြိုးထားတာ အော်ဟုတ်တော့ပါငါသမီးရဲ့အပြည့်ကျိုးလေးကတော့အနံ့ကိုမှုေးလို့ ဟုတ်တယ်ဖေ အပြည့်ကျိုးလေးကတော်တော်ကောင်းနေဟာမစားတာကြောက်ရမသိဘူးငါတော့ထမင်းကိုနောက်တစ်စလုံးယူအောင်ပါဗျာ ကိုတော်ရင်တင်းအောင်စားမလို့တလုပ်တယ် ဒါဆိုရင်တော့ဘလော်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေသနဲ့ပတ်သက်တဲ့ဘလော်လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ